အားလုံးမင်္ဂလာပါခင်ဗျာအခုဆိုရင်ကျွန်တော်တငယ်ချင်း2ယောက်တန်လေးမင်းကလုံးပေါ့ဗျာเนาะကျွန်တော်စိုင်းပွဲပထမဆုံးပွဲလေးပေါ့အမှတ်တရတော့ဘလို့လေးရတာဖြစ်ပါတယ်ခင်ဗျာတန်လေးစိတ်ကန်းကနေဥပကန်းကိုဆက်လီနဲ့ကူအောင်ဖြစ်ပါတယ်ခင်ဗျာဆက်လီပေါ်စပြီးတော့တက်ပါပြီခင်ဗျာကဲအလူရှင်ရောက်ပါပြီခင်ဗျာမင်္ဂလုံးကြီးရရဲ့အလူရှင်လူမရဲ့မတ်တပ်ပါခင်ဗျာဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့တူတူဖြစ်ပါတယ်ဒီညမှာကျွန်တော်တို့တန်လျင်ကြောက်တန်းမင်္ဂလုံးမြို့နယ်မှာမင်္ဂလုံးရွာပေါ့နော်မင်္ဂလုံးရွာမှာကျွန်တော်ညီကိုလေးဖြောပြမဲ့ပွဲလေးဖြစ်ပါတယ်ဒါလေးကတော့ကြောက်ပလောင်းရွှေပြိုးတော်ရဲ့ရွှေလက်တန်မင်္ဂလာဆိုင်မဖြစ်ပါတယ်ခင်ဗျာညကြံကျွန်တော်ဖြောပြမှာပါတော့တကယ်ချင်းတယောက်ညဖြောပြဖို့အတွက်ခဏတော့အိတ်လိုက်ပါအောင်ပဲခင်ဗျာကျွေးအဲ့ဒါတကယ်တော့အပေတကယ်ဆိုတာစကားမသိတယ်အပေစကားမေ့လို့နိဗ္ဗာန်စကားတွေပွင့်တယ်အဲ့လိုတော့မင်္ဂလာကြီးပါခင်ဗျာမှန်ပါပါရှေ့ဆရာကြီးကပြကြအောင်ညဝေမင်းကြီးဥစားလက်ဝဲကုန်တာမင်းအစရှိတဲ့မင်းများလက်ကဒီတုံနန်းတုံရလူရကအဲ့အိုင်လူတော့ဘာမှပြုလို့ရေးသားတိုင်းနေด้วยပါပဲလူရှင်တော်ဆိုတော့အခုလိုပဲဆိုင်းစာလေးလည်းရုပ်ပြရပါတယ်ခင်ဗျာဟုတ်ကဲ့ကားပုံနဲ့ဖြစ်ပါတယ်ခင်ဗျာအကြောင်းသားတွေကိုမောင်းချင်အားကြပြန်တော့ခိုင်းချင်လေးစတားနိုင်မှာခင်ဗျာကြီးမောင်းကလည်းအတိကောင်းပါတယ်ခင်ဗျာကြီးမောင်းကလည်းအတိကောင်းလို့ဒီမဟုတ်သေးပါဘူးအဲ့ဒါလေးကိုဖွဲ့တော့လားခကြီးပြောင်းလို့ပေးတာကြတော့သူကခင်ဗျာဟုတ်ပါဒါလေးကတော့အန်ဒီကြောက်ဘရောင်းခင်ဆိုဖြစ်ပါတယ်ခင်ဗျာကြည့်ရှုအားပေးကြတဲ့တယောက်ချင်းတိုင်းကျေးဇူးများတင်ပါတယ်ခင်ဗျာတတ်တာ